ဒီနေ့လည်းတနေ့လုံးအိမ်မှာဆိုတော့ညဘက်ပြင်းလို့ရှောက်သွားမယ်ပေါ့သွားတဲ့အချိန်ကလည်း7 နာရီခွဲနေပါပြီမာကက်စ်တပတ်လုံးသွားထားပြီဆိုစီးရမရှိတော့ဘူးအဲ့ဒါနဲ့စီးရဝင်ထဲတော့ဘတ်တစ်ထောင်ကသားလေးပြုတ်သွား7 နာရီခွဲကျော်နေလဲဘန်ကောက်ရဲ့ထုံးစံတော့ကားတေးအောင်ပိတ်တာပါပဲအဲ့လိုနဲ့နောက်ဆုံးတော့ကျွန်တော်တို့ Fashion Island ဆိုရဲအဲ့လို shopping mall ကြီးပေါ့ဗျာအဲ့ကိုရောက်လာပါတယ်တော်သေးတယ်သူကြိုက်တယ် Spider-Man ဖြစ်နေလို့မဟုတ်ရင်ဝယ်ပေးရတော့မှာဈေးတွေရတယ်နေတဲ့ဈေးတွေမဟုတ်ဘူးအဲ့မှာအလီလီပေါ့ဗျာဈေးသာချတယ်ကိုယ်ဆိုင်လည်းမပါဘူးသူကြိုက်တဲ့ Spider-Man ဖက်နဲ့တော့ရသွားပါပြီဟောမီးပြတ်သွားပြီဘယ်လိုလုပ်ဟမ်ဆိုင်နေလည်းအကုန်ပိတ်သွားပြီအဲ့တော့ပြန်မယ်ပေါ့နော်ပြန်တော့နောက်တနေ့ကသွားလဲမယ်တဲ့အဲသွားလဲမယ်ဆိုတော့အိမ်နာနီးနားနိုင် market ကိုသွားလိုက်တာပွဲသေးလို့ဘာလို့လို့ဖြစ်နေတာပေါ့နော်ဒါပေမဲ့ market ကြိုက်တဲ့ဘာလဲဒါ transformer ရုပ်တွေတော့ရှိတယ်အဲ့မှာဆရာကြီးအရင်ပျော်ပြီးတော့ဓာတ်ပုံတွေပါရိုက်တယ်ဟမ်ဟောဓာတ်ပုံရိုက်ပေးရမှာလားမျိုးနောက်တစ်မျိုးအဲ့ဒါနည်းနည်းရိုးတယ်တဲ့ရကိုကြည့်ပါဦးကြိုက်တာအော်ဒါမျိုးကိုကြိုက်တာစင်ပြေလားဟုတ်ကဲ့ဟုတ်ကဲ့没有5盘嘛？哦，工地那边喏。ဟိုမြန်မာပြည်မှာတော့ဖျားပွဲသေးသူတခါမပို့ဘူးလူတွေကလည်းတအားရှုပ်တော့လေစိတ်လည်းမချရတော့အခုတော့ဒီမှာဖျားပွဲသေးပေါ့နော်ဒါကတော့ဖျားပွဲသေး 2.0 ပေါ့ဒီမှာတော့မြန်မာပြည်လိုလူတွေနဲ့မလှည့်ဘူးသူကမော်တာနဲ့တောက်လျှောက်လှည့်တာအဲ့လိုဖြစ်နေရမယ်အဲ့ဒါပဲပြီးပြီ